မင်းကောင်မလေးတခြားကြောင်နေတယ်မင်းဒီတိုင်းပဲကြည့်နေတော့မှာဘာမှမပြောတော့ဘူးပြောချင်တာပေါ့ကွာဒါမဲ့စကားအများကြီးမဟုတ်ဘဲနဲ့စကားလေးတခွန်းလောက်ပဲပြောချင်တာဘာပြောချင်တာတော့မင်းအတ္တံပံပိပေတံဟောတိတဲ့အဲ့ဒါဘာပြောတာတန်ရာအစတိုင်းဘယ်တော့မှမတွေ့ရပါစေနဲ့လို့ဟောမလေးလန့်တော့ကွာဘာဖြစ်တာဘာတွေဖြစ်နေကြလဲဖီးနေတာလေဖီးနေတာဟုတ်တယ်မဖီးနဲ့ငါမေးရရှိဘာဖြစ်လို့ဒီလိုအင်ကြီးတွေဒီလိုအင်ကြီးတွေအဲ့လိုပြောနေဘယ်ရရတာလဲဘယ်ရစပွန်ဆာရတာဟဲ့စပွန်ဆာဟုတ်တယ်ဘယ်ရစပွန်ဆာရတာလို့သိကျင်တယ်ပေါ့သိကျင်တာပေါ့သိကျင်တယ်ဆိုရင်ကျွန်တော်တို့ကိုကျော်မတ်အေးမြတ်မွန်နော် digital print နဲ့ခြီတယ်မျိုးမျိုးလက်လီလက်ကဖြန့်ချီရေးအော်ကိုကြော်ဆိုင်မလားဟုတ်တယ်ငါသိတယ်အဆိုင်ကသိတယ်မဟုတ်လားသိတာဗောဖွင့်လာတာတိတ်မကြဘူးဟုတ်တယ်လေအခုမှအစ်စိုင်ဖွင့်ပွဲကမနက်ဖြန်တရက်နေ့စိုင်ဖွင့်ပွဲဟုတ်တယ်နော်တက်တော့ဆယ်လီပြည်ကြီးတို့လင်မယားလဲပါသေးတယ်ပါတယ်ဟုတ်တယ်အဲ့ဒီပြင်ကိုအများကြီးလက်ဆောင်လေး promotion တွေကန်ဆယ်မဲ့တွေလည်းဖောက်ပေးအောင်ဟုတ်တယ်စိုင်လိပ်စာလေးပြောလိုက်စိုင်လိပ်စာလေးပြောလိုက်ပါစိုင်လိပ်စာလေးပြောမယ်1940ခွန်တန်တင်းဈေးအနီးရွှေတန်တင်းဆိုင်ရဲ့ဘေးနားလေးမှာကိုကျော်မိုက်အေးမြတ်မွန်တို့ဖွင့်ထားတဲ့ကြော် digital print ခြီတယ်မျိုးမျိုးလက်လီလက်ကဖြန့်ချီရေးဗာလဲကိုကျော်ခြီတယ် print နော်အထည်မျိုးမျိုးလက်လီလက်ကဖြန့်ချီရေးလက်ဖက်တရက်နေ့ဆိုင်ဖွင့်မဲ့လည်းရှိပါသေးတယ်ပြောမလို့မေ့နေတာဘာလို့ဒီအကြီးကအဲ့ဒါဗီဒီယိုရိုက်တော့ခဏစပွန်ဆာရတာပြန်ပေးရမှာဝါလာ